ကယ်ချစ်ရလားမိမလေမေးပြန်ပြီဒီမှာကိုကလေဟော်ရီကမိမတယောက်တည်းကိုပဲအသေးရောအသက်ရောအားလုံးပုံပေးပြီးချစ်တာပါမိမရဲ့နော်ဘယ်လောက်ချစ်လဲဆိုတာတက်သိပြမယ်လေနော် အကိုဒါဘာဖြစ်တာလဲအကိုပုံစံကြည့်ရလဲမတက်မတာနဲ့ဘာလဲဟိုရန်ဖြစ်လာတာလားဟာလားမိမလေကိုဘယ်တော့ရမ်းပြဘူးလို့တော့ဟိုဒါကလေဟိုမက်ကြချစ်လိုက်တာဟမ်ချစ်တယ်ဆိုဟိုလိုချစ်တာမဟုတ်ဘူးနော်ဟိုမက်ကြကုတ်လိုက်တာအဲ့ဒါကိုပြောတာမက်ကြဟိုမက်ကြဆိုတာဟိုကိုပိန်သေးရဲ့မိန်းမဟိုဘိုက်ကြီးတဲ့မက်ကြကိုပြောတာမလားဟို तू ကအကိုဘာလို့ကုတ်လိုက်တာလဲမက်ကြဒီနေ့ကလေးမွေးတာလေမိမရဲ့ဆီယမနော်ဖောလာကိုလည်းမွေးပေးတာအဲ့ဒါကလေးကမွေးရဖွာရခတ်နေလို့ကိုကိုလည်းဝင်ပြီးတော့မွေးပေးလိုက်ရတာအကိုကကလေးဝင်မွေးပေးတယ်ဟုတ်လားဟုတ်တယ်လေမိမရဲ့မက်ကြအပြိုဘိုက်ကလည်းဖြစ်ဟိုကလေးမွေးဘူးတဲ့အတွေ့အကြုံကလည်းမရှိတော့တော်တော်မွေးရဖွာရခတ်နေတာပြီးတော့ကလေးကလည်းခေါင်းပါတယ်ဟိုဒီတော့ကန့်လန့်တိုက်နေတာထွက်เสียကြီးတော့မထွက်ဘူးအဝမှာလေအဲပြူတိဖြစ်နေတာနဲ့မနှဲကိုလှန်ကားပြီးအတင်းကိုဆွဲထုတ်ခဲ့ရတာဟိုဒါပေမဲ့ကလေးမွေးရတာလေဟိုပထမဆုံးအတွေ့အကြုံမို့လို့လားတော့မသိဘူးစိတ်ဝင်စားပြီးတော့ကောင်းတယ်မိမရဲ့ကိုချစ်ဖွယ်ရှင်တော့ကလေးမွေးရတာအရသာတွေ့နေရပါဟုတ်လားအဲ့လိုမဟုတ်ဘူးလေမိမရဲ့ဟိုဒါအလုပ်သဘောပဲလေဟိုဇကပုံတော်ရှိရလေမိမရဲ့မမြင်ဝန်းဆေးစရာတဲ့အော်ရှင်ကမမြင်ဝင်နိုင်မြင်လာရတယ်ဆိုတော့တော်သဘောကျနေရပါဟုတ်လားကျမလေရှင်အဲ့လိုမထင်ထားဘူးသိလားရှင်လေတို့အချစ်မကောင်းတဲ့သူပဲမဟုတ်ဘူးလေမိမအဲ့လိုမဟုတ်ပါဘူးမိမထင်တယ်လို့မဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးတော်ပြီရှင်ကျမကိုဘာမှလာရှင်းပြမနေနဲ့ကျမရှင်ကိုပြောထားပြီးသားယောက်ျားကိုဝေးမယူနိုင်ပါဘူးလို့အခုကိစ္စကလေကျမတော်ရင်နာတယ်ကိစ္စကလေကျမတော်ရင်နာတယ်သိလားကျမလေရှင်နဲ့တော့မနေနိုင်တော့ဘူးမလို့ပါနဲ့မိမရဲ့အဲ့လိုမလို့ပါနဲ့မိမရဲ့နော်တော်ပါဟဲ့ရှင်ရဲ့ဟိုကိုင်းဒီကိုင်းလက်ကြီးနဲ့ကျမတောင်းမထိနဲ့ရုံးနဲ့ဖဲ့မိမရဲ့မလေးအဲ့လောက်ကြီးလည်းမကန်လိုက်ရပါဘူးမိမလာအောင်မယ်ဟိုက်ကိုတေချာဂယူးဆိုင်ကြနော်ဟုတ်ကဲ့ဒီလားအိတ်တဲ့ခါမှလည်းစောင်းအိတ်နော်ပြပြလေးပလဲလန်မျိုးအဲ့လိုမျိုးအိတ်ချင်းတလို့မအိတ်ရအောင်နော်ဆရာမရှင်ဆရာမတို့စားပါလာတယ်ဆေးကကိုစားရောက်လာတယ်ကျွန်တော်ယူလာပေးတာဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါခင်ဗျဟုတ်ဟဲမေနေမကောင်းလို့ဆေးရုံတင်ထားရတယ်တဲ့ဒုက္ခပါပဲဟိုဆီယမမေနေမကောင်းဆိုတော့ဆီယမပြန်ရမှာပေါ့နော်ဟုတ်တယ်ကျမခွင့်ယူပြီးပြန်ရမယ်ဒုက္ခပါပဲဆီယမရဲ့ကျမရဲ့မိဘမြန်ကြီးကလည်းပေါက်လို့ဆဲဆဲဖြစ်နေဘယ်လိုလုပ်ရမလဲဟုတ်တယ်ဆီယမပြောတော့ရွှေကြီးကလည်းမွေးတော့မှာဆိုကျမဘက်ကလည်းမွေးတော့မှာလေးဆီယမရဲ့စိတ်မပူပါနဲ့မေနေကောင်းတာနဲ့ကျမချက်ချင်းပြန်လာမှာပါတိတ်လည်းမကြတော့ပါဘူးဆီယမပြန်မလာခင်ကျမတို့ခလေးမွေးခြင်းဘယ်လိုလုပ်ရမှာလဲချစ်ဖွယ်ရှိတာပဲသူမွေးပေးမှာပေါ့ချစ်ဖွယ်ယောက်ျားလေးဆိုတော့လေဟိုသူမွေးပေးရှက်စရာကြီးဆီယမအဲ့လိုဒါကျမ်းမာကြီးပဲရှက်စရာမှမဟုတ်တာချစ်ဖွယ်လည်းအရန်တော်တဲ့ကျမ်းမာကြီးမှုတစ်ယောက်ပါကျမမရှိခင်ချိန်မှာတော့ချစ်ဖွယ်ကယောက်ျားလက်သေးပေါ့ဟာဟေ့ရခေါင်းတွေကြီးထိုးဖွားနေတယ်ဘောက်တွေတန်းတွေကြာလာအောင်မယ်အခုဖြစ်နေတဲ့ကိစ္စတိတ်ချစဉ်းစားအောင်စဉ်းစားရပဲကွာစဉ်းစားလို့မရတာကွာငါမိမမွေးကန်နေမှာကွာကျမတော့ဘုလားမနေမကောင်းပြရတယ်လို့ကွာ